ကျွန်တော်တို့အိုးတော်ဝင်ရဲ့လူရောက်1300စာဒါဝက်သမင်းကိုဘယ်လိုပြင်ဆင်ချက်ပြုတ်နေလဲဆိုတာကိုကျွန်တော်ကဒီနေ့တင်ဆက်ပေးခြင်းပါတယ်။ Hello အားလုံးပဲ Assalamu alaikum လို့ share ဝင်နေကို page ကပြန်ကြိုလိုက်ပါတယ်။ဒီ vlog လေးရတော့ကျွန်တော်တို့အိုးတော်ဝင်ရဲ့ AP Now ရဲ့ဒါဝက်ကိုကျွန်တော်လူရောက်1300စာမင်းသားဟင်ပဲဟင်တရက်ချင်ကိုဘယ်လိုပြင်ဆင်ချက်ပြုတ်ပြီးကျူးမွေးလဲဆိုတာကိုဒီ vlog လေးရဲ့မှာအစားဆုံးရိုက်ထားမို့လို့ကျွန်တော်တို့နဲ့အတူတူအဆုံးထိကြည့်လိုက်ကြရအောင်။ဒီအန်တာဝက်ကလူရှင်ကတော့ကိုမျိုးအောင်ဟာဂျီမာမက်ခင်မာလီကကျွေးမွေးရဖြစ်ပြီးတော့ဒီတာဝက်ကတော့ကျွန်တော်နွားတစ်ကောင်လုံးစာပေါ့နော်လူရောက်1300ကိုအမဲသားဟင်းပဲဟင်းနဲ့တရက်ချင်ကိုအဝါကျွေးရဖြစ်ပါတယ်ဒါဟင်းချက်ဖို့အတွက်ကိုပေါ့နော်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဆိုရင်ချင်းချက်သူမျိုးကိုခွာတဲ့သူကခွာစိတ်တဲ့သူကစိတ်နဲ့ဒါဝင်းသူဝင်သားရဲ့အကုန်လုံးကဝိုင်းဝန်းကူညီကြပါတယ်အလူချင်းဟာဂျီမာကဒါကူညီပေးတဲ့သူတွေကိုဖတ်ထုတ်ကြော်ကျွေးရပါဒါကတော့ကျွန်တော်ကိုယ်ပန်နေလုပ်ပြီးတော့ဟင်းကျွေးမယ်နွားလေးပါမနေ့ရောက်ပြီဆိုတာနဲ့အခုလိုမျိုးတာဝက်သမီးကျွေးဖို့ကိုစတင်ပြင်ဆင်ရပါတယ်အခုလိုမျိုးအမဲသားရင်းကိုဦးကြီးချက်ချက်တဲ့အခါမှာလည်းအသားအနေထားအပြင်ကိုအရသာကားစားပေါ့နော်အသေးစိတ်ကိုတေချာလေးပြင်ဆင်ရတာမို့လို့တော်တော်လေးလောက်ဝင်ပါတယ်အမဲသားတွေကိုငါးချက်သားအတုံးကြီးတုံးပြီးတော့ဒီထဲမှာဆိုရင်ကျွန်တော်ကြက်သွန်နေဟင်းခန့်မွေးကြိုင်နေကုန်ထည့်ပြီးတော့အခုလိုမျိုးပဲစီစစ်စစ်ကိုပဲတေချာလေးတုံးပေးပါတယ်စီထဲပြီးဆိုတာနဲ့အမဲသားကိုအရသာနှမ်းဆန်အောင်တေချာလေးမွေပေးရပါတယ်လူရောက်1300စာတော့ကိုပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာအမဲသားဟင်းအိုးကအခုလိုမျိုးအိုးကြီးချက်က3လောက်တည်ရပါတယ်ရာသီဥတုကပူချက်တောင်နေတဲ့ဂျားတွေကနေပြီးတော့အခုလိုမျိုးအမဲသားအိုးကိုလည်းမကန့်အောင်တေချာလေးမွေပေးရပါတယ်ဒါကတော့ဒါဝက်သမင်းကိုဥဆောင်ချက်ပြုတ်ပြီးရဲ့ကိုဟာရုံဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးရိုက်တဲ့အချိန်ကိုတော်တော်လေးပူပြီးတော့ရာသီဥတုကလည်းအရန်ပူတာမို့လို့ဟင်းချက်တဲ့သူတွေကဒီအိုးပူနဲ့ရာသီဥတုပူနဲ့တော်တော်လေးကိုပြင်ပန်းကြပါတယ်အမဲသားအိုးကြီးကိုနူးဤသွားအောင်မီးမများနဲ့တခြားလေးတည်ထားတဲ့အချိန်မှာဒီဘက်မှာလည်းပဲရုံကိုလည်းတည်ထားပါတယ်ပဲဟင်းကိုတော့ဒီတစ်ခါအချိုးချက်မှာဖြစ်လို့ကလပ်ပဲရဲ့ပဲစိတ်ကွန်ပဲထည့်ပြီးတော့တခြားလေးပြုတ်ပေးထားပါတယ်ပဲကိုရင်နူးဤနေအောင်ပြုတ်ပြီးမှပဲကျွန်တော်ကျန်တဲ့ဘူးသီးတွေတခြားသီးနှံတွေရောမှာဖြစ်ပါတယ်အခုလိုမျိုးအိုးကြီး9အုပ်6အုပ်ကိုဝင်းလင်ကောင်မှရာသီဥတုရဲ့ခြားနေပြီးတော့ချက်ပြုတ်ပြင်ဆင်ပြီးတော့အကုန်လုံးကစဝက်ယူကြတာပါဒါကတော့ကျွန်တော်အိုးကြီးချက်ကိုထမင်းကိုတင်နေပါအရင်ဆုံးဆန်တွေကိုပွက်ပွက်ဆူတဲ့ရင်တွေထဲမှာထည့်ပြုတ်ပါတယ်ပြီးရင်တော့အခုလိုမျိုးစကားနဲ့စစ်ပြီးတော့အိုးတွေကကြံခဲ့ရင်တွေသွင်းပြီးတော့ခုနကစစ်ထားတဲ့ထမင်းတွေကိုပြန်ထည့်ပြီးတော့နှက်ပါတယ်နှက်တဲ့ခါမှာလည်းမကတ်အောင်မတူးအောင်တေချာလေးယူဆိုင်ရပါတယ်ဒါကတော့ရာသီဥတုအရန်ပူလာလို့ပေါ့နော်မိုးကာတွေကပြီးတော့ထီးတင်မိုးကြတာပါအမဲသားရင်းကတော့3နာရီလောက်ချက်ပြီးတဲ့အခါမှာလုံးဝအိဆက်ပြီးတော့စားလို့ရန်ကောင်းတဲ့အိုးကြီးချက်အမဲသားရင်းရပါပြီကျွန်တော်အဲ့နေကတော့ဒါဝက်ကိုအကုန်လုံးစားလို့ရအောင်ဒါဝက်ပိတ်တဲ့ vlog လေးတိုးလေးတင်ခဲ့ပါသေးတယ်ဒါကတော့ပဲဟင်းနဲ့ထည့်ဖို့စီတက်နေရပါနူးဤနေအောင်တည်းထားတဲ့ပဲဟင်းတွေကိုစီတက်ပြီးဆိုတာနဲ့ဘူးသီးတွေရောပြီးတော့ကျန်တဲ့အနှစ်တွေပါထည့်ပါတယ်ပဲဟင်းကိုအဖုံးမိတ်ပြီးထားလိုက်တာနဲ့အရန်ကုန်မှမွေးဆိုင်ပြီးတော့ဒါဝက်ဟင်းနဲ့အရန်လိုက်တဲ့ပဲဟင်းရပါတယ်ကျွန်တော်တို့ကဝင်းလေကောင်မှာကျွေးမှာဆိုတော့ခုံတွေရောစပွဲကုံတွေရောအကုန်ငားရပါတယ်အခုလိုမျိုးပြင်ဆင်ချက်ချုပ်ပြီးဆိုတာနဲ့ကျွန်တော်4နာရီထိုးရတယ်စပြီးတော့ကျွေးခဲ့ပါတယ်ကျွေးရတဲ့နေရာမှာလည်းကလေးလူကြီးမျိုးလူမျိုးဘာသာမျိုးကျွေးတာဖြစ်ပြီးတော့လူရောက်1300စာကိုမကုန်မချင်းကျွေးတာဖြစ်ပါတယ်ကျွန်တော်ဝင်ရလူညီရဲ့လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အခုဟင်းထဲတဲ့နေရာမှာရောထမင်းထဲတဲ့နေရာမှာရောဒါဝက်ကျွေးတဲ့နေရာမှာရောအခန့်တဲ့နေရာမှာရောအကုန်လုံးကဝင်းသူဝင်းသားကြီးကြီးပါပဲအခုလိုမျိုးအမဲသားတုံးကြီးတွေနဲ့ဟင်းနစ်ကိုအောက်ကခံပြီးတော့အပေါ်ကနေထမင်းထည့်ပေးရပါဒါဝက်ထမင်းကျွေးရင်ပေါ့နော်ဟင်းကိုအောက်ကထားပြီးတော့ထမင်းကိုဘာလို့အပေါ်ကအုပ်လဲဆိုတော်တော်များမေးကြပါတယ်ထည့်ပေးလိုက်တဲ့အတုံးကကျွန်တော်တို့က9ချက်သားအတုံးကနေပြီးတော့ဗောနော်ကြီးရင်လည်းကြီးမယ်သိရင်လည်းသိမှာဆိုတော့မလုံလားတဲ့ပြဿနာလေးဖြစ်မှာဆိုလို့ကျွန်တော်ထမင်းပေါ်ကနေအုပ်ပေးပြီးတော့ချင်းနှစ်သက်ရဗောနော်ပကံကိုယူလို့ရအောင်စီစဉ်ပေးလိုက်တာဖြစ်ပါတယ်ထမင်းဟင်းနေမဟုတ်ပါဘူးခုလိုမျိုးဖြော်ရည်လည်းတိုက်ပါတယ်ဖြော်ရည်ကိုလည်းရေခဲမြများနဲ့အေးအေးလေးနဲ့ကိုမှအခုလိုမျိုးအဝါတိုက်ပါတယ်ကျွန်တော်အဲ့နေရာတော့မှတော့ဖြော်ရည်တိုက်တဲ့နေရာမှာလူနည်းနည်းနေလို့ဗောနော်ကျွန်တော်ပါဝင်အားဖြည့်ပေးခဲ့ပါတယ်ကဲကျွန်တော်ကတော့ပဲဟင်းနဲ့မဲသားဟင်းလေးနဲ့စားဆွဲပါမယ်ပဲရွှဲရွှဲလေးနဲ့အမဲသားဟင်းနဲ့ကိုမှရှယ်ဆွဲခဲ့ပါတယ်ပဲကိုများများထည့်ပြီးတော့အမဲသားဟင်းနဲ့တရက်ချင်နဲ့အဝါဆွဲခဲ့ပါတယ်အမဲသားတုံးကလည်းလုံးဝနုဤပြီးတော့လက်နဲ့တောင်ဖယ်လို့ရပါတယ်အရသာကလည်းအိုးကြီးချက်ဆိုတဲ့အတိုင်းပဲလုံးဝဘာမှပြောစရာမလိုအောင်စားလို့ကောင်းပြီးတော့ပဲဟင်းနဲ့ရမ်းလိုက်ပြီးတော့တရက်ချင်လေးနဲ့ဆိုတော့အီးပြီးတော့စားလို့ရမ်းကောင်းပါတယ်လိုက်ပွဲထက်ယူပြီးတော့ကျွန်တော်အဲ့နေရာထမင်း3ပကံအဝါဆွဲခဲ့ပါတယ်လူတွေကလည်းကြိတ်ကြိတ်တို့အများကြီးကိုမှကျွန်တော်လည်းဘိုက်အရန်စားရနဲ့ဝင်ဆွဲခဲ့ပါတယ်စားလိုက်တဲ့အခါမှာဒါဝက်ထမင်းကတော့ကျွန်တော်စားဖို့သမျှတွေမှာဘာနဲ့မှမတူပဲနဲ့အိုးကြီးချက်ကစားရတာရှားရဲပေါ့နော်အဲအကြောင်းမို့ကျွန်တော်အရန်ကြိုက်ပြီးတော့အဲ့နေကအဝါဆွဲခဲ့ပါတယ်ဒါဝက်ထမင်းလည်းစားပြီးတော့လူရောက်1300စာက4နာရီကနေပြီးတော့9နာရီရောက်မထိုးသေးပဲနဲ့အကုန်သွားပါတယ်ကုံသွားတဲ့ဒီပိုင်းနဲ့ကျွန်တော်ဝင်းသူဝင်သားရဲ့အကုန်လုံးကခုံနေသိမ့်ပြီးတော့တဝင်းလုံးကိုအခုလိုမျိုးရေးနဲ့တေချာလေးစစ်ခဲ့ပါတယ်ကဲဒါဆိုရင်ဒီ vlog လေးကတော့ဒီလောက်ပါပဲနောက် vlog မှာပြန်တွေ့ကြမယ်နော်အားလုံးပဲ Assalamu alaikum